Hello အားလုံးပဲမင်္ဂလာပါ YMS Pharmacist Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ຫນွေလေးမှာဆေးဝါးပညာရှင် Pharmacist တူဖြစ်ပါတယ်ကျမရဲ့ဒီ YouTube Channel လေးကနေပြီးတော့ဆေးဝါးနဲ့ပတ်သက်တဲ့ဘုသူတအကြောင်းအရာတွေရောပြီးတော့ခါကြတော့ဒီပေါ့နော်ဆေးဝါးအခြေခံဆေးဝါးသင်တန်းကိုပေါ့နော်သင်ယူချင်ကြတဲ့သူရှိမယ်တမြောက်ရှင်ကြတဲ့သူရှိမယ်ဒါပေမဲ့အခြေအနေမပေးတဲ့သူတွေအတွက်ပေါ့နော်ကျမကအဆင်ပြေဖို့အတွက်ပေါ့နော်ဒီအခြေခံဆေးဝါးပညာသင်တန်းကိုကျမက channel လေးကနေပြီးတင်ဆက်ပေးနေရပါတော့အခုဆိုရင် chapter လိုက်တင်ဆက်ပေးနေတာက chapter 8ကိုရောက်ရှိလာပြီပေါ့နော်အဲ့တော့အဲ့ဒီ chapter 8မှာပြပြသွားမယ့်အကြောင်းအရာကကြတော့ကျမတို့ဒီကောက်ယောဂါလို့လည်းခေါ်တယ်ပေါ့နော်သွေးထဲမှာ uric acid ပမာဏမြင့်မားလာပြီးတော့မှဖြစ်တဲ့အဆစ်ရောင်ယောဂါပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့ဒီယောဂါကဘာကြောင့်ဖြစ်တာလဲပေါ့နော်ပြင်သူ့မှာသုံးတဲ့ဆေးဝါးတွေအကြောင်းကိုကျမကတင်ပေးမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ channel လေးကိုဒီကျမရဲ့ဒီအခြေခံအခမဲ့ဆေးဝါးပညာသင်တန်းကိုဒီတက်ရောက်ချင်ကြတဲ့သူတွေဆိုရင်ကျမမှာအပြင်ပေါ့နော်ဒီ online class လည်းရှိတယ်လို့မျိုးဒီ YouTube channel ကနေပြီးတော့လဲပေါ့နော်ကျမပုံမှန်တင်ဆက်ပေးနေရပေါ့နော်အဲ့တော့ပုံမှန်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပြီးတော့မှလာပြီးတော့ကြည့်လို့လည်းရတယ်နော်လာပြီးတော့ကြည့်လို့လည်းရတယ်ပြီးတော့ဒီသင်တန်းကိုတက်ချင်နေဆိုရင်လည်းသင်တန်းမှာလာပြီးတော့တက်လို့လည်းရတယ်ပေါ့နော်အဓိကကတော့ဒီဆေးတွေအကြောင်းကိုကျွန်မပုံမှန်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်လည်းဒီ channel လေးကိုလည်းမမေ့မလျော့ subscribe လေးလုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်မဒီ chapter လေးကိုဆက်ပြီးတော့သွားလိုက်မယ်နော်အဲ့တော့ခေါက်ယောဂါမှာသုံးတဲ့ဆေးတွေအကြောင်းမပြောခင်မှာဒီခေါက်ဆိုတာဘာလဲပေါ့နော်ဘာလဲဆိုတော့ဒီ GOUD ခေါက်ဆိုတာကကြောင့်ဒီအစစ်မြစ်ရောင်တဲ့ယောဂါပေါ့နော်ကျမတို့အစစ်မြစ်ဒီအစစ်တွေပေါ့နော်လက်မှာရှိနေလက်အစစ်တွေခြေထောက်အစစ်တွေခြေမအစစ်တွေပေါ့နော်ဒီအစစ်တွေမှာသူကဒီပေါ့နော်monosodium urate crystal လေးတွေကစုပြုံကျလာပြီးတော့မှသူကဖြစ်တာပေါ့နော်စုပြုံကျလာပြီးတော့မှဒီအစစ်တွေကိုရောင်စေတဲ့ယောဂပေါ့နော်အဲ့တော့ဒီအစစ်တွေလက်မှာရှိနေတဲ့အစစ်တွေเนาะပြီးတော့ဒီဗာလဲခြေထောက်မှာရှိနေတဲ့ဒီအစစ်တွေပေါ့နော်ရောင်ပြီးတော့မှဖြစ်တဲ့ယောဂပဲဖြစ်တယ်ပေါ့နော်အဲ့အစစ်တွေယူရစ်အစစ်တွေအဲ့အစစ်တွေမှာစုပြုံကျလာပြီးတော့အခါကျတော့ဒီအစစ်တွေကရောင်ခိုင်းလာတယ်ပြီးတော့နာကျင်လာတယ်ပေါ့နော်အဲ့လိုမျိုးလက္ခဏာကိုပြောတာပေါ့နော်ပြီးတော့အခါကျတော့ကျမတို့ဒီကြောက်ကက်မကောင်းတဲ့လူနာတွေမှာဆိုရင်လည်းပေါ့နော်ဒီကြောက်ကက်ကဒီယူရစ်အစစ်ကိုဆွန့်ထုတ်ပေးရတယ်ပေါ့နော်အဲ့လိုမျိုးဆွန့်ထုတ်ပေးတဲ့အခါမှာကြောက်ကက်မကောင်းတဲ့သူတွေမှာဆိုရင်ဒါယူရစ်အစစ်ကိုမဆွန့်ထုတ်နိုင်တဲ့အခါမှာဆိုရင်လည်းဒါဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ကြတော့ဒီသူကကြတော့ဒီပြူရင်းပေါ့နော်ပြိုကွဲပြီးတော့မှဒီဖြစ်လာတဲ့ပေါ့နော်ဒီ crystal လေးတွေလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီ crystal လေးတွေကဒီ acid တွေမှာသွားပြီးတော့မှအနေထိုင်သွားတဲ့အခါမှာဆိုရင်ဖြစ်တဲ့လက္ခဏာပဲဖြစ်တယ်ပေါ့နော်uric acid တွေများလာပြီဆိုရင်ကျမတို့ဘာတွေဖြစ်လာနိုင်လဲဆိုတော့ပေါ့နော်ခုနပြောသလိုပဲ acid တွေရောင်လာမယ်ပေါ့နော်ဘလို့အခြေအနေနဲ့သိရှိနိုင်လဲဆိုတော့ကျမတို့သွေး cyst ကြည့်ရမယ်ပေါ့နော်သွေးထဲမှာ uric acid တွေများနေပြီဆိုရင်เนาะသူ့ရဲ့ပုံမှန် level ထက်ပိုပြီးတော့များနေပြီဆိုရင်ကျမတို့ဒါ uric acid တွေများနေပြီပေါ့နော်အခါကျရင်ကျမတို့အစားအသောက်တွေပေါ့နော်အစားအသောက်တွေကိုချော့ပေးမစားတဲ့ uric acid တက်စေမဲ့အစားအသောက်တွေเนาะပြူရင်းတို့ပြီးရင်ဒီ uric acid တွေပါဝင်မှုများတဲ့အစားအသောက်တွေဆိုရင်ဒါရှောင်ရှားရမယ်ပေါ့နော်ဘလို့အစားအသောက်တွေလဲဆိုတော့အနီရောင်ရှိတဲ့အစီအသားတွေပေါ့နော်အသားတွေပြီးတော့ဒီအစိတ်တွေပေါ့နော်ဒီခရမ်းညင်သီးထဲမှာပါတဲ့ဒီအစိတ်တွေเนาะတွင်းအောင်စာတွေเนาะပြီးတော့ဒီပင်လယ်စာတွေเนาะပြီးတော့ဒီအချိုပါဝင်မှုတကြားပါဝင်မှုများတဲ့ဒီအချိုရည်တွေပေါ့အချိုရည်တွေပြီးပြားရည်ပေါ့ပြားရည်ယူရစ်အဆစ်ကိုမြင်မာစေရပေါ့เนาะအဲ့လိုမျိုးအစားအသောက်တွေဆိုရင်ကျွန်တော်ရှောင်ရှားရမယ်ပေါ့เนาะပြီးတော့အခါကျတော့ဒီဗိုက်တာမင်စီပါဝင်မှုများတဲ့အစားအသောက်တွေစားပေးရမျိုးလုပ်ပေးတင်တယ်ပေါ့เนาะအဲ့တော့ဒီယူရစ်အဆစ်တွေများလာပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုဆေးတွေတောက်ရတော့မယ်ပေါ့เนาะဆေးတွေတောက်တဲ့အခါမှာဆိုရင်လည်းဒါယူရစ်အဆစ်ကိုကုသတဲ့အခါမှာဆိုရင်လည်းပေါ့နော်သူကနှစ်မျိုးရှိမယ်เนาะအဆင့်နှစ်ဆင့်ရှိမယ်နှစ်မျိုးရှိမယ်ပထမကတော့ဒီဖြစ်တဲ့ပေါ့နော်လက္ခဏာပေါ့အစစ်တွေရောင်တာကိုတက်တာစေမဲ့ဒီဆေးဝါးတွေပေါ့နော်ဆေးဝါးတွေပေးပြီးတော့မှအကြိုက်ခဲပြောက်ဆေးတွေပေါ့အဓိကတော့เนาะအဲ့လိုမျိုးဆေးဝါးတွေပေးပြီးတော့မှအစစ်ရောင်တာကိုတက်တာစေတဲ့เนาะလက်တလောတက်တာစေမဲ့ဆေးဝါးတွေပေးရမျိုးနဲ့ကုသမျိုးရှိတယ်နောက်တစ်ခုကကြတော့ခဏပေါ့နော်ဒီအစစ်ရောင်เนี่ยပြန်ဖြစ်နေတာပေါ့ပြန်ဖြစ်နေတာဒီသွေးထဲမှာပေါ့နော်ဖြစ် uric acid တွေများနေတဲ့uric acid ပမာဏကိုရှော့ချပြီးတော့မှာပေါ့နော်အဓိကအရင်းမြစ်ကိုပေါ့နော်ဒီ uric acid များလို့ဖြစ်တာဆိုတော့အဓိက uric acid ပမာဏရှော့ချတဲ့ဆေးဝါးတွေပေးပြီးတော့မှကုသတာမျိုးပေါ့နော်အဲ့လိုမျိုးနှစ်မျိုးရှိမယ်ပေါ့နော်အဲ့တော့ဒီ
uric acid ပမာဏကိုရှော့ချပြီးတော့မှကုသပေးမဲ့ဆေးရတောင်းတာမျိုးလည်းလုပ်ပေးရတယ်ဒါမှမဟုတ်လည်းဒီလက္ခဏာကိုเนาะဒီပျောက်ကင်းတတ်အောင်ပေါ့เนาะပြုလုပ်ပေးရတဲ့ဆေးရလည်းရှိတယ်ပေါ့เนาะကျမကအခုပြသွားမှာကျတော့အဲ့လိုမျိုးတောက်သုံးရတဲ့ဆေးတွေကိုကျမကဒီနှစ်ချက်နဲ့ပြသွားမှာပဲဖြစ်တယ်ပေါ့เนาะtreatment တော့အကျူအတက်ပေါ့နော်အဲ့ဒါကကျတော့ဒီအဲ့လိုမျိုးပဲအဆွမ်းနာပြောသလိုပဲပေါ့နော်ဒီဖြစ်တဲ့လက္ခဏာကိုတက်တာအောင်ကျမတို့ပြကင်းတက်တာအောင်ပေးမယ်ပေါ့နော်ဆေးဝါးတွေအားဖြင့်တော့ဘာတွေရှိမလဲဆိုတော့ကျမတို့ NSAIDs ဆိုတဲ့ဆေးတွေပေးလေးရှိတယ်ပေါ့နော် NSAIDs မှာဆိုရင်ဒီ diclofenac တို့နော်ပြီးတော့အခါကျတော့ဒီ indomethacin တို့ပြီး naproxen တို့ဒီလိုမျိုးအကိုက်ခဲပြောက်ဆေးတွေနော်peroxycan တို့နော်အဲ့လိုမျိုး NSAIDs တွေပေးတာမျိုးလည်းရှိတယ်ပြီးတော့ဒီ colchicine ဆိုတဲ့ဒီအဆစ်အမြစ်ကြိုက်တဲ့အခါမှာဆိုရင်ဒါပေးရပေါ့နော်ပြီးတော့ဒီ corticosteroid တွေဖြစ်တယ်ပေါ့နော်ဒီ prednisolone တွေ dexamethasone တွေပေးပြီးတော့မှကုသပေးရမျိုးလည်းရှိရပေါ့နော်အဲ့ဒါကတော့လက်တော်ဖြစ်နေတဲ့ဒီနာကျင်မှုတွေပိန်းတွေပေါ့နော်ဒီရောင်ရမ်းမှုတွေပေါ့နော်ဒီ arthritis ကိုသူကတက်တာစေတဲ့ဆေးတွေကိုပေးပြီးတော့ကုသတာပေါ့နော်အဲ့ဒီဆေးတွေထဲမှာကျမကိုချီစင်းကြောင်းပြောမယ်နော်ကိုချီစင်းကကြတော့သူကဒီအကိုက်ခဲပြောက်ဆေးတော့လည်းမဟုတ်ဘူးเนาะတခြားနာကျင်မှုတွေမှာသုံးလို့မရဘူးပေါ့နော်တခြားပေါ့နော်တခြားပိန်းတွေပေါ့တခြားဥပမာအစစ်မြစ်ဒီခေါင်းကြောင်မဟုတ်ဘဲနဲ့တခြားပိန်းနေပေါ့နော်နာကျင်မှုတွေမှာသူခေါင်းကိုက်တာတွေเนาะဖျားတာတွေအဲ့လိုဖျားကျင်တာတွေအဲ့လိုမျိုးတွေမှာတော့ဒါပေးလို့မရဘူးဒါကတော့ဒီအစစ်မြစ်နာကျင်မှုအစစ်မြစ် uric acid ကြောင့်ဖြစ်တဲ့အစစ်မြစ်နာကျင်မှုတွေမှာပဲဒါပေးရရှိရဆေးပဲပေါ့နော်မြန်မာနိုင်ငံမှာရရှိနိုင်တဲ့ဒီ brand name တွေကတော့ဒီ Kochi Gat ရှိမယ်ပေါ့နော် Kochi Sin ရှိမယ်ပေါ့နော်ဒီပုံမှာပြထားတဲ့ဒီဆေးတွေရှိမယ်ပေါ့နော်ဒါကတော့ဒီမြန်မာနိုင်ငံမှာရရှိနိုင်တဲ့ဆေးတွေမီလီဂရမ်အပြည့်ကတော့သူက 0.5 မီလီဂရမ်လာလည်းရှိရယ်เนาะပြီးတော့ဒီ 0.6 မီလီဂရမ်လည်းပေးတာရှိတယ်1 မီလီဂရမ်ပေးတာလည်းရှိတယ်ပေါ့နော်ဒါကတော့ကိုယ်မှာဖြစ်တဲ့ဒီပမာအခြေပေါ့နော်လက္ခဏာပေါ်မှာမူတည်ပြီးတော့မှဆရာဝန်တွေက dose တွေကိုပြောင်းပေးလို့ရှိရပေါ့နော်ဒါတယောက်နဲ့တော့တူမှာမဟုတ်ဘူးပေါ့နော်သူကတော့အဲ့လိုမျိုးပဲအကြိုက်ခဲပြောက်စီတော့မဟုတ်ဘူးဒါပေမဲ့ဒီအစစ်မြစ်နာကျင်မှုတွေပါဆိုရင်ဒါပေးတယ်ပေါ့နော်ဒီလိုမျိုးဒီ uric acid ကြောင့်ဖြစ်တဲ့လက္ခဏာနာကျင်မှုအတွက်ဒါပေးတယ်နော်ပြီးတော့သူ့ရဲ့ side effect ကကြတော့ဘာတွေဖြစ်နိုင်လဲဆိုတော့ဒီပြုတ်ခြင်းအန်ကျင်တာပေါ့နော်ဒါမျိုးတွေရနိုင်တယ်เนาะပြီးဝင်းလျှောတာပြီးတော့ဒီ bite တွေအောင်တာမျိုးပြီးသွေးဝင်းသွားတာမျိုးတွေเนาะပြီးတော့စီးမဲတာမျိုးတွေတော့ဖြစ်နိုင်တယ်ပေါ့နော်သူကဝင်းတို့စီးတို့မဲနိုင်တယ်ပေါ့နော်ဒါကတော့သူ့ရဲ့ side effect တွေပေါ့သူကတော့ dose ကကြတော့ကျမတို့ဘယ်လိုပေးလဲဆိုတော့ဒါကတော့တယောက်နဲ့တော့မတူပုံမှန်တမတ်ထဲလဲတတ်မှတ်လို့မရဘူးเนาะဆရာဝန်ညွှန်ကြားချက်နဲ့ဆရာဝန်ကဒီလူနာအတွက်လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့မှ dose တွေကိုတိုး shot လုပ်ပေးလိမ့်ရှိရပေါ့เนาะပုံမှန် dose ကကြတော့သူကဒီ0.5 မီလီဂရမ်နေစပြီးတော့ပေးရပေါ့เนาะတနေ့ကို2ကြိမ်เนาะ2ကြိမ်ကနေ4ကြိမ်ထိပေးလေးရှိရယ်เนาะလက္ခဏာပြောက်ကင်းတက်တာသွားတဲ့အထိပေးလေးရှိတယ်เนาะ maximum dose ကအများဆုံး dose ကတော့6 mg တော့အများဆုံး dose ပဲဖြစ်တယ်ပေါ့เนาะပြီးတော့ contra indication အနေနဲ့ကကြတော့ဒီမှာမပေးတဲ့လူနာတွေကတော့ဒီကိုဝင်ဆောင်မိခင်တွေမှာဆိုရင်ဒီမှာတော့ပေးလို့မရဘူးပေါ့เนาะအဲ့တော့ဒါကတော့ဒီကိုချီစင်းအကြောင်းကိုပြပေးသွားတာပဲဖြစ်ပါတယ်prevention of recurrent ပေါ့နော်ပြင်ပြီးတော့မှဖြစ်တဲ့ဒီgout arthritis ပေါ့နော်သူတို့ပြင်အစစ်ရောင်တာခဏပြင်ဖြစ်နေတယ်လက္ခဏာကိုပြကင်းတတာစေဆေးတောက်လို့လည်းမထူးပေါ့နော်ဘာဖြစ်လို့လဲဆိုအဓိကကတော့ဒီ uric acid တွေများနေတဲ့ဒီသွေးထဲမှာ uric acid ပမာဏများနေတာကိုချောချဖို့အတွက်လိုအပ်တယ်ဆိုရင်ကျွန်တော်တို့ဒီအခုပြသွားတဲ့ဆေးတွေကိုပေးရမယ်ပေါ့နော်အဲ့တော့အဲ့ဒီဆေးကကြတော့သူကဒီနာကျင်မှုတတာစေဆေးတော့မဟုတ်ဘူးဒါပေမဲ့သွေးထဲမှာဒီ uric acid ပမာဏကိုချောချပေးမယ်ဆေးတွေပေါ့နော်ဘာဆေးတွေလဲဆိုတော့ allopurinol တို့เนาะအခုသုံးနေတဲ့ဆရာဝန်တွေသုံးနေတဲ့ allopurinol ပြီးရင်ဒီ fibusulstat ပေါ့နော်ဒါတွေကဆိုရင်ဒါ uric acid ပမာဏများနေတာကိုချောချပေးရဲဆေးတွေပဲဖြစ်တယ်ပေါ့နော်allopurinol ကကြတော့သူ့ရဲ့ဒီမြန်မာနိုင်ငံမှာရနိုင်တဲ့ brand name တွေရှိမယ်ပေါ့နော်အဲ့ဒါတွေကဒီပုံမှာပြထားတဲ့အတိုင်း allopurinol ဆိုတဲ့နာမည်နဲ့ရှိတယ်မီလီဂရမ်ကတော့100လာတယ်300လာတယ်เนาะ300လာတယ်ပြီးတော့ဒီ allorit ဆိုတဲ့နာမည်နဲ့ရှိမယ်ပြီးရင် aslorit ဆိုတဲ့နာမည်နဲ့လာတယ်ပေါ့နော်ပြီးတော့သူကတော့ဒီအဓိကကတော့သွေးထဲမှာပေါ့နော်သွေးထဲမှာ uric acid serum uric
concentration ကိုနည်းစေတာเนาะဒီ uric acid တွေဖွဲ့စည်းတဲ့အခါမှာသူကနောက်ဆုံးအဆင့်ပေါ့เนาะဒီနောက်ဆုံးအဆင့်ကိုသူကသွားတားတာ uric acid ဖြစ်ပေါ်တဲ့ဒီအဆင့်ပေါ့เนาะနောက်ဆုံးအဆင့်ကိုသူကသွားတားပြီးတော့မှသွေးထဲမှာ uric acid တွေဖြစ်မလာနိုင်အောင်ပေါ့เนาะနည်းသွားအောင်သူလုပ်ပေးရပါပေါ့เนาะအဲ့တော့သုံးတာကြတော့ကျမတို့ဒီ chronic gout ဆိုတဲ့နာတာရှည်အဆစ်မြင့်ရောင်တဲ့ယောဂတွေမှာသုံးတယ်เนาะအကျအတက်မှာမသုံးဘူးပေါ့เนาะအကျအတက်မှာမသုံးဘူးသူကဒီနာတာရှည်မှာပဲသုံးတယ်ပေါ့เนาะသူ့ရဲ့ side effect ကကြတော့ကျမတို့အစာအိမ်မှာနည်းနည်း problem ဖြစ်နိုင်တယ်အစာအိမ်မအီမတာဖြစ်တာမျိုးတွေဖြစ်နိုင်တယ်ပေါ့เนาะပြီးတော့ဒီကြောက်ကက်မကောင်းတဲ့လူနာတွေမှာဆိုရင်ကျမတို့ဒီ dose ကိုညှိပေးတဲ့နဲ့ dose ကို short ချ dose ကိုညှိပေးရမျိုး maintain လုပ်ပေးရမျိုးပေါ့เนาะလုပ်ပေးတဲ့နဲ့ပေါ့เนาะပြီးတော့ဒီ contra indication အနေနဲ့ကကြောင့် rotamicin တွေမှာဆိုရင်ဒါသုံးလို့မရဘူးပေါ့เนาะအဓိကသူ့ရဲ့ dose ကကြတော့ initial dose က100 mg maintenance dose ကကြတော့တစ်နေ့ကိုဒီ300 mg အထိလည်းပေးတယ်ပေါ့နော်နောက်တစ်မျိုးကကြတော့ Fibuso-stat ပေါ့နော်ဒါကတော့ဆရာဝန်နောက်ပိုင်းမှာအတော်များများအသုံးများတဲ့ဆေးပဲဖြစ်တယ်ပေါ့နော်သူကလည်းလို့ပဲကျမတို့ဒီ brand name တွေပေါ့နော် brand name တွေကဘာရနိုင်လဲဆိုတော့ Uristat ဆိုတဲ့နာမည်နဲ့ရှိတယ်မီလီဂရမ်ကတော့40လာတယ်80မီလီဂရမ်လာတယ်เนาะပြီးရင် Fibogi 40ရှိတယ်80ရှိတယ် Zuro 40ရှိတယ်เนาะဒါတွေကတော့ဒါအခုနောက်ပိုင်းမှာအများကြီးသုံးများတဲ့ဆေးတွေပဲဖြစ်တယ်ပေါ့เนาะပြီးတော့သူကလည်းအဲ့လိုပဲ uric acid crystal uric acid concentration ကိုနည်းစေတဲ့ဆေးတွေဖြစ်တယ်เนาะသူကတော့ဒီ uric acid ဖြစ်တဲ့အခါမှာဆိုရင်ပေါ့เนาะသူဘာလို့တားရလဲဆိုတော့ xanthine oxidase ဆိုတဲ့ enzyme ကိုတွားပြီးတော့မှတားတယ်เนาะxanthine oxidase enzyme ကိုသွားတားတယ်เนาะအဲ့လိုမျိုးသွားတားပြီးတော့မှသွားသွေးထဲမှာ uric acid ပမာဏတွေနည်းသွားအောင်လုပ်တာပေါ့နော်ပြီးတော့သူကဘယ်မှာသုံးလဲဆိုတော့ဆွမ်းနာပြောသလိုပဲ hyper uricemia သွေးထဲမှာ uric acid များနေတဲ့အခြေအနေတွေမှာသုံးတယ်နော်ပြီးကြောက်ကယောဂသမားတွေမှာဆိုရင်လည်းဒါဒီ uric acid crystal တွေများနေတဲ့အခါမှာဆိုရင်ဒါပေးတယ်ပေါ့နော်ကြောက်ကယောဂသမားတွေမှာဆိုရင်လည်းဒါပေးတယ်ပေါ့နော်အဓိကကတော့ကြောက်ကuric acid တွေမစွန်းထုတ်နိုင်တော့တဲ့အခါမှာဆိုရင်သွေးထဲမှာ uric acid ပမာဏတွေများလာရတာလေများလာဖြစ်တဲ့အတွက်ကြောက်ကသမားတွေမှာဆိုရင်လည်းဒါပေးရပေါ့နော်side effect ကကြတော့သူအဲ့လိုခေါင်းကိုက်တာမျိုးတွေနော်ပြုတ်ခြင်း angina ဝင်းလျှောတာเนาะပြီးတော့ဒီ liver function abnormality မှာဖြစ်နိုင်တယ်ပေါ့နော်အသေး function တွေပေါ့နော်ပုံမှန်မဟုတ်တာမျိုးတွေဖြစ်နိုင်တဲ့အတွက်ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တဲ့အတွက်ကျမတို့ဒီအသေးနဲ့ပတ်သက်တဲ့ဒီလက္ခဏာတွေကိုစောင့်ကြည့်ရမျိုးလုပ်တင်တယ်ပေါ့နော် dose ကကြ recommended dose ကကြတော့ကျမတို့40 mg ပေါ့နော်ဒီ40 mg ကတော့ဒီ recommended dose ဖြစ်တယ်ပေါ့နော်အဲ့တော့အခုပြသွားပေးရဲ့အကြောင်းအရာလေးကကြတော့ကျမတို့ပေါ့နော် chapter 8ပေါ့နော် chapter 8ဒီခေါင်းယောဂမှာသုံးတဲ့ဆေးတွေအကြောင်းပြသွားပေးရပါတော့သူရဲ့အကြောင်းတွေကိုပြသွားပေးရဲပြီးတော့သူ့မှာသုံးတဲ့ဆေးတွေเนาะပြီးမြန်မာနိုင်ငံဈေးကွက်မှာရနိုင်တဲ့ brand တွေပါပြပေးသွားတာဖြစ်တဲ့အတွက်ဒါအားလုံးအတွက်အဆင်ပြေမယ်လို့လည်းထင်တယ်ကိုကဆေးဆိုင်ဖွင့်တော့မယ်ဆေးတစ်ခုတင်တော့မယ်ဆိုရင်ဒါဆေးတွေအကြောင်းလေ့လာနေရဲဆိုရင်ဒါတင်ရမယ့်ဆေးတွေပါဒါပြသွားပေးရဆိုတော့ဒါဘူးတုတအများရရှိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီ profile လေးကအကျိုးရရှိမယ်ဆိုရင်လည်းတခြားသူတွေသိရှိနိုင်ဖို့အတွက်လည်းပုံမှန်တိုင်းပဲပေါ့နော် sharing လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ကျမရဲ့ video file လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်เนาะနောက်ထပ် video file လေးတွေမှာလည်းကျမကဒီလိုမျိုးအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုပဲတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်